ကျမတို့ group မှာပါဝင်တဲ့မပါဝင်တွေကတော့ကျမမမေတ္တပိုင်ကျော်မမြတ်အိမ်တော်မုံနဲ့မောင်စင်လင်းထူပဲဖြစ်ပါတယ် next slide please content table အနေနဲ့ကတော့ introduction data analysis probability critical analysis conclusion Q&A တို့ပဲဖြစ်ပါတယ် introduction မှာဆိုရင်တော့ data analysis မှာဆိုရင် data type data representation tables table တွေ graph bar chart and histogram တွေ line graph တွေ pie chart တွေ histogram တွေ characteristics or data set တွေ probability မှာဆိုရင်တော့ counting outcomes combining probabilities addition rules combining probabilities ရဲ့ multiplication rules ဆိုဖြစ်ပါတယ် next slide please data analysis data တွေက variable တွေကပြောင်းလဲနိုင်တယ် data တွေက variable မှာရှိတယ် variable မှာရှိနိုင်တဲ့ value ဒါမှမဟုတ် number တွေဖြစ်ကြတယ် data တွေကလူတွေရဲ့အသက်တွေစပင်းအယောင်တွေသွေးမျိုးစားတွေဒါမှမဟုတ်မျိုးထဲမှာရှိတဲ့ကားရည်ရွက်တွေဖြစ်နိုင်ပါတယ် data ကိုတော့ plural အနေနဲ့ဆိုရင် data လို့ခေါ်ပြီး singular အနေနဲ့ဆိုရင် data လို့ခေါ်ပါတယ် data set မှာဆိုရင် data တွေကတက်မိုးတွေကိုစုထားတာဖြစ်ပါတယ်ဥပမာကျောင်းသားတွေရဲ့အသက်ပေါ့15 16 19 18 19 20ပေါ့ data analysis ဆိုရင် data တွေကိုဖော်ပြတဲ့အခါမှာသုံးပါတယ် data type မှာဆိုရင်တော့အဓိက major နှစ်ခုရှိပါတယ်အဲ့နှစ်ခုကတော့ continuous နဲ့ discrete ပဲဖြစ်ပါတယ် next slide please continuous ဆိုတာကအချိန်ပေါ်မူတည်ပြီးပြောင်းလဲနိုင်တဲ့အရာတွေများသောအားဖြင့် decimal တွေဖြစ်ကြတယ်တက်မိုးတွေကြားမှာလည်းခုံးနဲ့သွားတာမျိုးမရှိဘူး discrete ကတော့ data တွေကို check ဖြစ်ပြီးတော့ရေတွက်လို့ရပါတယ် value တွေကလည်း whole number တွေဖြစ်တဲ့အတွက်ကြောင့်ဖြစ်ကြပါတယ်ဥပမာတော့1 2 3 4ပေါ့ next slide please data classes က data classes ဆိုတာက data တွေကိုအမျိုးအစားခွဲခြားတာပဲဖြစ်ပါတယ်အဲ့ဒါကိုတော့အောက်မှာဇယားနဲ့တကွာပြပေးထားပါတယ် data representation table data representation table data တွေကိုအသေးစိတ်တင်ပြချင်တာဆိုရင် table နဲ့ဖော်ပြတာကအကောင်းဆုံးပါပဲအဲ့ဒါကိုတော့အောက်မှာပြပေးထားပါတယ် next slide please data representation bar chart and histogram data တွေကဘာလို့လုပ်တယ်ဘယ်လိုလုပ်တယ်ဆိုတာကိုပြချင် bar chart ဒါမှမဟုတ် histograms အဲ့ဒါနဲ့ histogram တွေကိုသုံးလို့ရပါတယ် bar chart နဲ့ histogram ရဲ့ကွာခြားချက်ကတော့ histogram ကတော့ continuous data တွေကိုဖော်ပြတဲ့နေရာမှာသုံးပြီးတော့ဖော်ပြတဲ့ data နဲ့ data တစ်ခုနဲ့တစ်ခုကြားမှာ space မခြားထားပါဘူး bar chart ကတော့ data တွေကို category လိုက်ပြပြီးတော့ဖော်ပြတဲ့ data တစ်ခုနဲ့တစ်ခုကြားမှာ separate လုပ်ထားပါတယ်အဲ့ histogram နဲ့ bar chart ရဲ့ကွာခြားချက်ကိုအောက်မှာပုံနဲ့ပြပေးထားပါတယ် next slide please creating bar chart and histogram bar chart နဲ့ histogram တွေက discrete data ဒါမှမဟုတ် classified data တွေကိုစွန့်ရင်အသုံးပြုလို့ရပါတယ်အဲ့ဒါကိုတော့အောက်မှာ example နဲ့တကွပြပေးထားပါတယ် reading histograms and bar chart graph တွေကိုအသုံးပြုပြီး graph ထဲက data တွေကိုဆွဲထုတ်ဖို့သုံးပါတယ်အဲ့ဒါကိုတော့အောက်မှာ example နဲ့တကွပြပေးထားပါတယ်နောက်ပိုင်းကိုတော့မောင်စင်လေးတို့ကနေရှင်းပြပေးသွားမှာဖြစ်ပါတယ်issue of budget ဆိုတာကဒီအောက်မှာပေးထားတဲ့အပုံအတအလဲကနေခါပြက်ပြီးတော့ဆွဲထားတဲ့ပုံမှာဒီပုံဆိုရင်ကျွန်တော်ဒီခုနောက်ပိုင်း budget ဆွဲရမှာလွဲမှားစာသုံးပြီးလာတဲ့အမှားတစ်ခုပဲဖြစ်ပါတယ် data representation line graph ဒီ line graph ဆိုတာကကြတော့ data တွေဘယ်လိုပြောင်းလဲသွားလဲဆိုတော့အချိန်တွေနိုင်တွေနဲ့အတိအကျဖော်ပြတဲ့ပုံလေးပဲဖြစ်ပါတယ် example အနေနဲ့ဆိုရင်တော့ဘေးကပုံမှာပြထားပေးပါတယ်next slide please creating a line graph တစ်ခုစလုပ်တော့မယ်ဆိုရင်ပထမဆုံးအနေနဲ့ကျွန်တော် data ချက်လက်လေးနဲ့ပြည့်စုံနေတဲ့ဇာတ်လေးတစ်ခုစလုပ်ပြရပါမယ်လို့ပြီးရင်တော့အောက်မှာပြထားတဲ့အတိုင်းပဲ data တွေကိုကြည့်ပြီးတော့ line graph လေးဆွဲပြလိုက်ရပါပြီreading line graph ဒီဘက်ကကျတော့ line graph လေးကိုကြည့်ပြီးတော့estimating လုပ်ပေးရတာဖြစ်ပါတယ် example မှာဆိုရင်ဒီ finish မျိုးရဲ့မနက်9:00ရရှိတဲ့အချိန်ကိုမေးထားတာဖြစ်ပြီးတော့ပေးထားတဲ့ဒီ line graph ရဆိုရင် finish မျိုးရဲ့မနက်9:00ပူချင်တဲ့80 degree Fahrenheit ကိုညွှန်ပြနေဆိုတာကိုသိမြင်ရပါတယ်ဗျပြီးတော့visual line graph တကယ်တော့ဒီ line graph တွေဆိုတာက continuous data တွေအတွက်ပဲတိကျသုံးတာအဓိကသုံးတာဖြစ်ပါတယ် next slide please data representation pie chart pie chart ဆိုတာကကြတယ်ဒီ whole တစ်ခုလုံးရဲ့ data တွေကိုချိုးရရာခိုင်နှုန်းအနေနဲ့ဖော်ပြရတဲ့စပိုင်းပုံစံမျိုးလေးပဲဖြစ်ပါတယ်creating a pie chart စလုပ်တော့မယ်ဆိုရင်အဓိကချက်အနေနဲ့စပိုင်းတစ်ခုမှာ360 degree ရှိရဆိုတာကိုသိထားပါမယ်ပြီးရင်တော့ဒီပေးထားတဲ့ဇာတ်ကိုကြည့်ပြီးတော့ pie chart ဆွဲပြရမှာဖြစ်ပါတယ်ဒီ pie chart ဆွဲဖို့ဆိုရင်ဒီဇာတ်မှာပေးထားတဲ့ဒီ percentage တွေကို1/100နဲ့မြောက်ပေးပြီးတော့360 degree နဲ့ထပ်မြောက်ပေးရမှာဖြစ်ပြီးတော့ရလာတဲ့ degree တိုင်းတာကိုမှစပိုင်းနဲ့ထည့်ပြီးဆွဲပြရမှာဖြစ်ပါတယ်reading pie chart အနေနဲ့ကတော့ပေးထားတဲ့ down တွေကိုမတိုင်းတာပဲနဲ့ဒီပေးထားဇာတ်က percentage ကိုခန့်မှန်းပြီးဖို့အတွက်အနေနဲ့ခက်ခဲရှိနိုင်ပါတယ်issue or pie chart ဒီ pie chart အနေနဲ့ကတော့မှန်းစွာအသုံးပြုရလောက်အောင်ခက်ခဲမရှိဘူးလို့ထင်ပါတယ်ဗျnext slide please data representation histogram ဒီ
pictogram ကဆိုလို့ရှိရင်ဒီ graph နဲ့ချက်ဒီကြားမှာအမစ်စုဖြစ်တဲ့ဆိုချက်တစ်မျိုးပဲဖြစ်ပါတယ်ဗျpictogram ကကြတော့ဒီဇာတ်မှာပေးထားတဲ့ data ချက်လက်တွေနဲ့ပတ်သက်မဲ့ပုံလေးတွေဒါမှမဟုတ်ကိုကြိုက်တဲ့သင်္ကေတလေးနဲ့ဖော်ပြပေးရတာဖြစ်ပါတယ်characteristics of data set ဒီ data set မှာဆိုအဓိကကြဆို characteristics လေးခုရှိပါတယ်ဗျအဲ့ဒါကြီးကတော့ mean ရယ် median ရယ်mode ရယ် mid range or range တို့ဖြစ်ကြပါတယ်ပြီးတော့mean ကကြတော့ average လို့ခေါ်တယ်ဗျမ်းများနဲ့တူပြီးတော့arithmetic mean နဲ့ဖြစ်နိုင်တယ် weighted mean နဲ့ဖြစ်နိုင်ပါတယ် arithmetic mean ဆိုတာကကြတော့ဒီပေးထားတဲ့ data value တွေကိုပေါင်းပေးပြီးတော့ဒီပေါင်းပေးလိုက်တဲ့ data အရေးအတွက်နဲ့ပြန် number အရေးအတွက်တွေနဲ့ပြစားပေးရတာဖြစ်ပါတယ်ပြီးတော့weighted mean ဆိုတာကကြတော့ဒီမတူညီတဲ့ data တွေကိုပေါင်းပြီးတော့ data value နဲ့ပြစားပေးရတာဖြစ်ပါတယ်ပြီးတော့ဒီ weighted mean ကိုတခြား mean နဲ့နှိုင်းယှဉ်မယ်ဆိုရင်သူကပို့ပြီးတော့ရေးပါတယ်လို့ထင်ရပါတယ်ဟုတ် next slide please ဟိုကြက်ရှိနေတဲ့အပိုင်းကို slide လေးတော့မမြင်ရင်တော့မှာပဲဆက်လက်ပြီးရှင်းပြပေးတော့မှာဖြစ်ပါတယ်ဟုတ်ကဲ့ဟော median ပေါ့နော် median ကကြတော့အလယ်ကိန်းလို့ခေါ်ပါတယ် median ကိုရှာဖို့ဆိုလို့ရှိရင် numerical order ဖြစ်တဲ့ဒီငယ်စဉ်ကြီးလိုက်ကြီးစဉ်ငယ်လိုက်တွေအရင်ဆုံးစီပေးရမယ်ပြီးတော့ရှင် data set ထဲက number အရေအတွက်ကမာကနန်းဖြစ်နေမယ်ဆိုလို့ရှိရင်တော့အလယ်ကိန်းကတစ်ခုပဲရှိမှာပေါ့နော်တကယ်လို့စုံကနန်းဖြစ်နေမယ်ဆိုလို့ရှိရင်တော့အလယ်ကိန်းကကိန်းနှစ်ခုပေါင်းပြီးတော့ရလာတဲ့အဖြေကိုနှစ်နဲ့စပေးတဲ့ formula ကိုသုံးပေးရမှာပါအောက်မှာဆိုရင်လည်းပုံလေးနဲ့ example ပြထားပေးပါတယ် mode ကကြတော့ချိန်များကိန်းလို့ခေါ်ပါတယ် mode ကိုရှာဖို့ဆိုလို့ရှိရင် numerical order အတိုင်းစီပေးရပါတယ်ဥပမာဆိုရင်1 2 3 4 6 6 9 8မှာဆိုရင်6ကနှလုံးထပ်နေရဆိုတော့အဲ့ဒီ6က mode လို့ခေါ်ပါတယ် next slide please range range ကကြတော့တန်ဖိုးအများဆုံးနဲ့တန်ဖိုးအနည်းဆုံးကြားကွာဟချက်လို့ပြောလို့ရပါတယ်ဥပမာအနေနဲ့ဆိုရင် number အများဆုံးဖြစ်တဲ့18ထဲကနေအနည်းဆုံးဖြစ်တဲ့17ကိုနှုတ်ပေးလိုက်ရမှာပါ mid range ကကြတော့အများဆုံးတန်ဖိုးနဲ့အနည်းဆုံးတန်ဖိုးနှစ်ခုကိုပေါင်းပြီးတော့နှစ်နဲ့စားပေးရတဲ့ဟာမျိုးပါ next slide please probability ဆိုတာကကြတော့ဒီပေးထားတဲ့ advent တွေမှာဖြစ်ပွားတဲ့ဖြစ်နိုင်ခြေရှိတဲ့အရာတွေလို့ခေါ်ပါတယ်ပြီးတော့သူ့ရဲ့ formula ကကြတော့လိုချင်တဲ့အရေးအတွက်ကိုတည်ပြီးတော့စုစုပေါင်းအရေးအတွက်နဲ့စားပေးရတာပါဒါသမကိန်းတွေရာဂိုင်နှုန်းတွေနဲ့ဒီအပိုင်းကိန်းတွေနဲ့လည်းဖော်ပြလို့ရပါတယ် counting outcomes မှာဆိုလို့ရှိရင် Gaussian နဲ့ saturation တွေမှာဆိုလို့ရှိရင်ပေါ့ဒီ probability ရဲ့ရလဒ်တွေကိုအကုန်စီပြီးတော့ပေါ့နော်ကိုလိုချင်တဲ့ဟာကိုရှာပြီးတော့တွက်ရင်လည်းရပါတယ် example အနေနဲ့ဆိုရင်လည်းအောက်မှာပြတာပေးပါတယ် next slide please combining probability addition rule မှာဆိုလို့ရှိရင် mutually exclusive advent ပေါ့နော်အဲ့မှာဆို advent နှစ်ခုနဲ့နှစ်ခုတက်ပို့တဲ့ဟာတွေက mutually exclusive ဖြစ်နေမယ်ဆိုလို့ရှိရင် advent တစ်ခုချင်းကပေါ့ probability တွေကိုပေါင်းပေးရမှာဖြစ်ပါတယ် formula အနေနဲ့ဆိုရင် p of a or b equal p of a plus p of b non mutually exclusive အဲ့မှာဆိုလို့ရှိရင် advent နှစ်ခုက mutually exclusive မဟုတ်နေဘူးဆိုရင်ပေါ့ဖြစ်ရနှစ်ခုတစ်ချိန်နဲ့ဖြစ်နိုင်နေဆိုတာကိုပြောတာဖြစ်တယ်formula အနေနဲ့ဆိုလို့ရှိရင် advent နှစ်ခုကိုအဲ့ဒီခုနရတဲ့ advent တွေဒီ formula တွေကနေပြန်ပြီးတော့နှုတ်ပေးရမှာဖြစ်ပါတယ် next slide please combining probability multiplication rules မှာဆိုရင် independent advents ကကြတော့တစ်ခုနဲ့တစ်ခုတက်ရောက်မှုမရှိနေဘူးပေါ့နော်advent က independent ဖြစ်နေမယ်ဆိုရင်တော့ probability ကဒီ probability တစ်ခုချင်းရဲ့မြောက်လန်းနဲ့အတူတူပဲလို့ပြောလို့ရပါတယ် replacement မှာပါလာမယ်ဆိုရင်တော့ကိုရေးထားတဲ့နေရာက item ကိုပြန်ပြီးတော့နေရာချပေးရမှာဖြစ်ပါတယ် dependent advent မှာကြတော့သူက without replacement လို့ပြောလို့ရတယ်ပေါ့နော်အဲ့မှာဆိုလို့ရှိရင်ကိုရေးထားတဲ့ဒီ item တွေကိုပြန်နေရာချစရာမလိုဘဲနဲ့ရွေးထားတဲ့ item တွေကိုပြန်ပြီးတော့ယူတဲ့ကဏ္ဍကိုပဲသုံးရမှာပါ formula အနေနဲ့လည်းအောက်မှာပြထားပေးပါတယ် next slide please critical analysis အပိုင်းမှာတော့ပေါ့နော်ဒီ chapter မှာအားသာချက်တွေအနေနဲ့ data analysis တွေ analysis အပိုင်းမှာဆိုရင် graph တွေ table နဲ့ histogram တွေ Gaussian လဲဆိုတာပြလာပြီးဆိုတော့သိရတယ်ပြီးတော့ probability ဘိုင်းမှာဆိုလို့ရှိရင်ကျောင်းသားတွေပို့ပြီးတော့နားလည်ရလွယ်ကူစေဖို့အတွက် formula တွေကို example တွေနဲ့ပြလာပြီးရယ်အားနည်းချက်တွေအနေနဲ့ကကြတော့ data analysis အပိုင်းမှာဆိုရင်တချို့ example တွေက challenging ဖြစ်တယ်ပေါ့နော်ပြီးတော့ဒီရှာရတဲ့နေရာမှာအချိန်ပိုပြီးကြာစေပါတယ် probability အပိုင်းမှာဆိုလို့ရှိရင်ပို့ပြီးတော့ကျောင်းသားတွေပို့ပြီးနားလည်စေဖို့အတွက် formula တွေကိုတေချာပေါ့နော်ဒီတစ်ခုချင်းခွဲပြီးတော့ထားပေးလိုက်မယ်ဆိုရင်တော့ပို့ပြီးလွယ်ကူစေမယ်လို့ထင်ပါတယ် problem solving အနေနဲ့ကကြတော့ဒီ min တွေ mood တွေ median တွေ range တွေတွက်တဲ့အခါမှာပေါ့နော်ပေးထားတဲ့ပုံလေးအတိုင်းပဲယူပြီးတော့တစ်ခုလည်းနေရာမှာပေါင်းလိုက်မယ်ဆိုလို့ရှိရင်ပို့ပြီးတော့ရှင်းရလွယ်ကူစေမှာပဲဖြစ်ပါတယ်အဲအကြောင်းဒီပုံလေးကိုထည့်ထားပေးရဖြစ်ပါတယ် area for improvement အပိုင်းမှာကကြတော့ဒီ independent ဒီ probability အပိုင်းတွေမှာဆိုလို့ရှိရင်အခုလိုပဲပေါ့နော် formula တွေကိုတနေရာထဲမှာထည့်ထားပေးမယ်ဆိုလို့ရှိရင်တော့improvement ပို့ပြီးဖြစ်စေမယ်လို့ထင်လို့ဒီဟာလေးကိုထည့်ထားပေးရဖြစ်ပါတယ် next slide please
နောက်တစ်ခုက conclusion ပိုင်းဖြစ်ပါတယ် conclusion ပိုင်းမှာကျတော့ tables တွေကဒီ data တွေကိုဖော်ပြဖို့အတွက်အကောင်းဆုံးဖြစ်တယ်ဆိုတာကိုသိရတယ်ပေါ့နော်ပြီးတော့ table တွေကို numerical data တွေ categorical information တွေနဲ့ line graphs တွေမှာလည်းအသုံးပြုရဲဆိုတာကိုသိရပါတယ်ပြီးတော့ဒီ probability အပိုင်းတွေကိုနားလည်ထားမယ်ဆိုလို့ရှိရင်တော့ကျောင်းသားတွေရဲ့နေ့စဉ်ဘဝဆုံးဖြတ်ချက်တွေမကဘူးရာသီဥတုခန့်မှန်းတာတွေကိုပါခန့်မှန်းတဲ့နေရာတွေမှာပါကူညီပေးနိုင်တယ်ပေါ့နော်ပြီးတော့ GEC သင်ချာပိုင်းမှာဆိုလို့ရှိရင်လည်း probability က word problem တွေဖြစ်တဲ့ data တွေရှင်းလင်းမှုနဲ့အခြေခံမေးခွန်းတွေပါဝင်လို့ key concept တစ်ခုဖြစ်တယ်လို့ပြောလို့ရပါတယ် next slide please အခုဆိုရင်တော့ chapter presentation လေးရပြီးသွားပြီပေါ့နော်သိချင်တဲ့မေးခွန်းလေးရှင်မေးလို့ရပါတယ်ရှင် ဆရာက slide number 7လေးတွားပေးလို့ရလားဗျ7ဗျ7မဟုတ်ဗျဟုတ်7မှာဆိုရင်ပေါ့နော်ဒီ characteristics of the data set မှာဆိုလို့ရှိရင်ဒီအောက်မှာ they are known as measures of central tendency လို့ပြောရေးထားရပေါ့နော်အဲ့ဒါကိုထည့်ပြီးမပြောရတော့ကျွန်တော်တွေ့ရတယ်ပေါ့နော်အဲ့ဒါဆိုရင်measure of central tendency ဆိုတာဘာလဲမသိဘူးဗျဟုတ်ကဲ့အဓိကသူကဗဟိုကြားတဲ့တွက်ချက်မှုတွေမှာဒီတိုင်းတာလို့ရရဲဆိုတဲ့ဟာမျိုးပြောတဲ့ဟာမျိုးပါဟုတ်ကဲ့ဗျဟုတ်ကျေးဇူးတင်ပါတယ်ဗျမအိမ်တွေ့တာချူမေးလို့ရပါပြီဗျအဲ့ဒါလက်ပြန်ချပါမောင်ရေးမောင်မေးလို့ရပါပြီဗျဟုတ် manually exclusive event နဲ့ non manually exclusive event ကိုဆက်လက်ပြင်ရှင်းပြရအောင်ဟုတ်ကဲ့example နဲ့ရှင်းပြပြမှာမသိဟုတ် example ဟုတ်ကဲ့mutually exclusive event ကကျတော့သူကဒီပေးထားရပေါ့နော် example mutually exclusive ဖြစ်နေမယ်ဆိုလို့ရှိရင် probability ကတစ်ခုချင်း probability ကိုပေါင်းပေးရမှာဖြစ်တယ်ပေါ့အဲ့မှာ example အနေနဲ့ဆိုလို့ရှိရင်ဒီဖဲချက်မှာ52ကတ်ရှိရဲဆိုတာကိုသိထားရမယ်ပြီးလို့ရှိရင် ace of club တက်ကတ်နေပေါ့နော်heart 2ကိုပေါင်းပေးရမှာဖြစ်ပါတယ်အဲ့မှာ example အနေနဲ့ဆိုလို့ရှိရင်ဒီ ace of club ကတကတ်ပဲရှိရပေါ့အဲ့ဆိုပိုင်းချိန်အနေနဲ့ကကျတော့52ထားမယ်ပြီးတော့heart 2ကကျတော့လည်းတကတ်ပဲရှိရဖြစ်တဲ့အတွက် 1.52 ထားမယ်အဲ့နှစ်ခုပေါင်းပေးလိုက်မယ်ဆိုရင်တော့mutually exclusive advance အနေနဲ့ရမှာဖြစ်ပါတယ် non mutually exclusive advance အနေနဲ့ကကျတော့ပေးထားတဲ့ formula အတိုင်းပဲပေါ့နော်ခုနကလိုပဲပထမဆုံးအနေနဲ့အပေါ်ကဟာနှစ်ခုပေါင်းပေးမယ်ပေါ့ပြီးရင်ရတဲ့အဖြေကိုမှဒီ p of both ပေါ့နော် both advance နှစ်ခုလုံးနှုတ်ပေးရမှာဖြစ်ပါတယ်ဟုတ်ကျေးဇူးပါကျေးဇူးပါဟုတ်ကဲ့ဗျကိုမင်းမင်းဖုန်းဆိုမေးလို့ရပါပြီဗျဟောလေဘာချက်နဲ့ histogram ဘာတွေကွာခြားလဲမသိဘူးဗျ example လေးနဲ့ရှင်းကြတယ်ဗျမမီတပန်ကျော်ရှင်းပြမှာဖြစ်ပါတယ်example ပဲရှင်းပြပါလားစာပါရှင်းပြပါရရင် example လေးနဲ့ပဲရှင်းကြပြီဗျဟုတ်ကဲ့example နဲ့ဆိုရင်အမှက तू က example မှာဆိုရင်အောက်ကဇယားလေးပေးထားတယ်အဲ့ဇယားမှာဆိုရင် तू ကအသက်ပိုင်းခြားနဲ့အဲ့တိုက်ပိုင်းခြားမှာဘယ်နှယောက်ရှိလဲ40ရာနဲ့44ဆိုရင်ဘယ်နှယောက်ရှိလဲ2ယောက်45နဲ့49ဆိုဘယ်နှယောက်ရှိလဲ तू ကဇယားကွက်လေးပေးထားတယ်အဲ့ဇယားကွက်ကိုမှဒီဘက်က histogram ဆွဲပြီဆိုရင် horizontal line ကိုကြတော့အသက်အနေထားကိုစီမယ်ပြီးရင် vertical line ကိုကြတော့ number အနေထားနဲ့စီမယ်အမှကျတော့တစ်ခွက်ကို40ရာနဲ့44ထားမယ်ပြီးရင်45ရာနဲ့49ထားမယ်အဲ့40ရာနဲ့44မှာ number ကဘယ်နှယောက်ရှိလဲဆိုရင်2ယောက်ရှိလဲဆိုရင်အမှနှစ်ခွက်ကိုဆွဲပေးရမှာဖြစ်ပါတယ်သင်ပြေလားမသိဟုတ်ကဲ့ကျေးဇူးတင်ပါတယ်ခင်ဗျမအိမ်တွေ့တာချူမေးလို့ရပါပြီဗျindependent နဲ့ dependent အကြောင်းရှင်းပြပေးလို့ရမလားဟုတ်ကဲ့ဒီမျိုးကတော့အမပဲဖြစ်လိုက်မယ်ပေါ့နော် independent events ကကြတော့ဒီတစ်ခုနဲ့တစ်ခုချိတ်ဆက်နေရမျိုးမရှိဘူးပေါ့နော် dependent ပြီးတော့အဲ့ဒီ independent events မှာဆိုလို့ရှိရင် replacement ပါသွားတယ်ပြီးတော့ dependent events မှာကျတော့တစ်ခုနဲ့တစ်ခုချိတ်ဆက်မှုတွေရှိနေရယ်ပြောရမယ်ဆိုရင်ပြီးရင်without replacement ဖြစ်တယ်ပေါ့ဥပမာအနေနဲ့ဆိုလို့ရှိရင်သူကပေးထားတဲ့အိတ်ထဲမှာ
marbles က10လုံးရှိတယ်အဲ့မှာဆိုလို့ရှိရင် replacement မှာပါသွားမယ်ဆိုလို့ရှိရင်တွက်တဲ့နေရာမှာကပြန်ပြီးတော့အစားထိုးပေးကြမလို့ပြန်ပြီးတော့အစားထိုးပေးရမယ်ပေါ့နော်အဲ့မှာဆိုရင်2/10ဆိုလို့ရှိရင်နောက်ကကဏ္ဍမှာလည်း2/10ပဲဖြစ်သွားတယ်နောက်ဆုံးအနေနဲ့ဆို1/25ရမှာဒါပေမဲ့ dependent advance အနေနဲ့လုပ်မယ်ဆိုလို့ရှိရင်တော့ without replacement ဖြစ်တဲ့အတွက်ဒီ2/10မှာ2ကနေတစ်လုံးလျော့သွားတော့ခါကျတော့1ဖြစ်မယ်ပြီးတော့10ကနေပဲနောက်တစ်လုံးလျော့သွားမယ်ဆိုတော့9ပေါ့နော်အဲ့နှစ်ခုမှာမြောက်ပြီးတော့ရလာမယ်အဖြူရေးပေးရမှာဖြစ်ပါတယ်အဲ့နှစ်ခုကတော့အဲ့လိုမျိုးကွာခြားရပါ